ပြောပါဒီဘုဒ္ဓဘာသာကျွန်တော် Remo music video ထွက်ဖို့ရှိပါတယ်စကယ် Remo music video ထွက်ဖို့ဆိုတာကျွန်တော် live video ထွက်ခါကြနောက်ဆုံး2020 night ကပေါ့2020 night စေ2020ကောက်တော့4 night ရှိပါ4 night ကပြီးခါမှာ music video ထွက်လာဖို့ပြီလေ Remo ကတော့ဒီကဒီကောင်လေး Remo နဲ့ပတ်သက်အမှတ်တရရှိတယ်လို့ရှိproduction ပါလေကျွန်တော်မျိုးစားမျိုးစားရီ fake ခါလေးဟိုစာပေ transaction refresh ခါလေးဆိုကောက်ရှိပြီပေါ့နော်ဒီအလုံးကြီးကောင်ကိုမရိခေါမှာကျွန်တော်ကကျွန်တော်ကညံပေါ့နော်ညံဆိုတော့ runner mode ဆိုပြီးကောင်ဟိုကျွန်တော်ကနတ်ထော်ဒီပေါ့နော်ထားလိုက်တာကြာဒီကောင်တော့ကြာပါလေဟိုတကြောင်လေး mic တွေပေါ့နော်အဲ့ဒါ move နဲ့ပတ်သက်ပြီး theory ထားရပုံစံရှိတယ်shape record ပြီး long record တကယ်bounce capacity fight တွေပေါ့စကယ်အဲ့ဒီခါတော့လက်တော်ကြည့်ရင်ကျွန်တော်လေးငါလေးမျိုးမိုးနဲ့ပတ်သက်ပြီးဒီခါတော့လာ recreate ပေါ့နော် recreate ဆိုပြီးတွေ့ပြီးကျွန်တော် survey ပေါ့စာရိတ်ခါကျွန်တော်ကျွန်တော် read တော့စာတီးကြပြာတီးနဲ့ကျွန်တော်လိုရှာအဆွေးမှုရှိကိုကဒါရှိနဲ့အဖက်ရှိ read ကျွန်တော်ဟိုးလာတော့မှတန်းရှိပပရှိဆိုတခါတောင်းဗရာတီဗီတောင်းပြတဲ့ချင်းပါဒီမျိုးအလုံးမိုးတိခါရီမင်းခါပေါ့နော်ဒီမျိုးခါဟုတ်ရဲ့ဆိုအဒီကာရီအရှင်မှာတခါတော့ဆုံးနေရာကchorus fight မှာပါတယ်တခါလွှဲတဲ့ရဝဲပန်းမော့စီကဘာကြီးတစ်ခုလုံးပန်းဒီပြနေပြီလို့ဝေးဆိုရင်စားတော့အခါကျွန်တော်ရဲ့မှာအထီးဆောင်ကတခါလွှဲတဲ့ရဝဲတခါလဲလွန်တဲ့ပန်တပွန်ပေါင်းစီလို့ရှိခါကြီးကဘာကြီးတစ်ခုလုံးပဲလို့ပန်လီပင်နေလို့တော့ဆိုပြီး reach out ပေါ့နော်ပြီးတော့တချို့နေရာတွေမှာဒီစာသားတွေကပုံနေတဲ့နဲ့ဖောက်ပခါသတိရှိပါတယ်အဲ့တော့တခါလွန်တဲ့ရပန်မော့စီကြီးဆိုပြီးဖိထားတယ်အဲ့မှာတပွန်ဆိုပြီး setting shot အဲ့လိုရှိခါကြီးပြီးတော့အဲ့မှာရဲစတော့တော် free နေပါရဲတပွန်စာမှာကျွန်တော်တော်အရေးစာတိရစာသားအရေးထိထောက်ပါတယ်ဒီကိုလိုချောင်းစာသားရှိတယ်ထိချရတယ်ဆိုတာဒီမျိုး refresh ခါပဲပေါ့ကျွန်တော်ကပေါ့အမမိုး UV ခါရဲ့အဲ့ဒါတော့မလေးဆိုပြီးကျွန်တော်အမမိုးကြာတယ်ချူးစမ်းလေကျွန်တော်ပုံမှန်ကိုစူးစမ်းနိုင်ပြီးနေရပါတော့အတီးကိုစူးစမ်းနိုင်ပြီးနေရတော်တော်ဒီထက်ကကြာရဲ့ဆိုပြီး street fight ရှာရင် finish လေး pro ရှာရင်ဆိုပြီးကျွန်တော်က bicep ပေါ့rehab record နဲ့ပြီးသူတို့ဒီသူတို့record လုပ်ပြီးသူတို့ business mastering ကြိုက်ပြီးသူတို့ studio မှာနောက်ဖိုက်တွေပေါ့နော်အဲ့ပုံစံတွေမျိုးရှိထားလာပါဒါမှသူတို့ episode လေးသဘောကျပါရဲ့ intro မှာ file ကို logo တဲ့အဲmore clean လိုက်ရှိဒီဖြစ်တဲ့စသည်တပြောသဘောကျဖို့ပေါ့နော် more right နဲ့ live ဖတ်တယ်ဆိုလို့ဖမေရရလမ်းမဒီကတော့တာဝန်နဲ့ခါကြရင်ကျွန်တော်မို့ရတဲ့တော့ round နေတာတော့ရနိုင်ခိုင်နေရှိမှုခေါ်ပါမှုခေါ်ခါမှုမရောပေါ့နော်ဒါကကျွန်တော် report ခိုင်မှာကော round မှာမှုမရောကာလာမို့ရတဲ့ဆိုတော့ပူဝေးဆိုအခင်းကြီးဖိုက်နေတာကျွန်တော်တိခါတာဟာတချို့ဒီကလေးဝမ်းပြီးတယ်အကောင်မဲ့တဲ့တည်းရှိပါလာပူစမမှုမရောစီချောင်းတော့ပြီးတယ်မှုမရောရေသမရီစားငယ်လေးစက်ခဲ့မှုလေးရှိတယ်အမရှိဘူးcomment ဒီပြရ record ဆိုတော့ဒါပေမဲ့ဒီခါ Facebook မှာကြာကျွန်တော် reach အများကြီးမားလိုက်တာလေးကို TikTok မှာကြာ TikTok server နဲ့ဒီအများကြီးအနေနဲ့တိတစ်ခါခဲ့ပြီပေါ့နော်တိတစ်ခါခဲ့ပြီဒီနေ့လေးကိုယ်တည်းဒီလေးတို့မို့ရသေးတော့ဒီတိခါရှိတော့မက်တရာမျိုးလက်ထောင်နေကြတဲ့တတိယနေကြတဲ့ပြန်လေးကျေးဇူးတင်ပါတယ်စေကိုလေးနိုင်ကမှာကျွန်တော်ဒီမှာ music video ဖတ်လာပါဗျာဖလာခါလေးတော့တရှိအပီကေကိုပေါ်ချင်ပါလေကျေးဇူးတင်ပါတယ် Drill Hub on the beat အာဂမမူတာတိညိုလက်ကီဒီရမလွန်စိတ်တီပူရ